ကုမ္ပဏီညစာစားဝယ်မှာပြန်လာပြီးအိမ်ပြန်ရောက်တဲ့အချိန်မှာတော့လမသားပဲနင်းတွေချနေတဲ့ညနေပိုင်းတစ်ခုဖြစ်နေပါပြီ။အိမ်ကိုဆက်ဆက်မြဲမြဲရောက်ချင်းမှာပဲကြောကြောင်တော်ကောင်ရဲ့အသေးရားစရာအော်ဟစ်တောင်ကြားလိုက်ရတယ်။အရန်ကိုပြင်ပန်းနေပြီဖြစ်တဲ့ကျွန်တော်ကရင်ပေါ်မှာလဲယုံပဲရှိသည်ကိုဝင်ဆောင်ထားရတဲ့ကျွန်တော်မိမလူတွေရှိကိစ္စရှိနေလို့ပူစားလာပါတယ်။ပြင်ပန်းပြီးအနားယူရှင်နေပြီမဲ့လေဖနက်ကိုစီပြီးကားစီကိုပြန်ထွက်ခဲ့ရတာပေါ့။အေးစိတ်နေတဲ့ရာသီဥတုရောက်ကားဆက်နှုတ်ကိုအချိန်တော်ပေးလိုက်ရတာကကျွန်တော်ကိုပို့ပြီးစိတ်တူစီခဲ့တယ်။နောက်ဆုံးတော့ဆက်နှုတ်သွားပြီးမင်းကဖြစ်သူအသေးအတန်မှာလိုက်တဲ့အမှုတွေဝဲဖို့ကုန်းစုဆိုင်ကိုရောက်သွားခဲ့ပါတယ်။ဆိုင်ကနေထွက်လာပြီးကားစီကိုလမ်းလျှောက်ပြန်มาတော့မျက်စိတောင်းကနေအရေးတစ်ခုလှုပ်ရှားသွားတာကိုမြင်လိုက်ရတယ်။အမိုက်ပုံနာကလည်းနေအောင်မရတဲ့နေရာမှာလူတစ်ယောက်ရဲနေတယ်လို့ပဲကျွန်တော်အဲ့ဒီလူရှိအောင်ရှေ့လန်းအနှမ်းငယ်တိုးသွားကြည့်လိုက်တဲ့အခါအမျိုးသမီးတစ်ယောက်ကကျွန်တော်ကိုကြောက်မဲ့ဖွယ်ကောင်းတဲ့အပြုံးကြီးနဲ့စိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။သူမရဲ့မျက်နှာကအရန်ကိုအူမီးရီးအောင်နေပြီးတမျက်နှာလုံးမှာအကွယ်ကြောင်းတွေပြည့်နေတယ်လို့ပဲသူမကဆောင်းကြောက်ထိုင်ပြီးတစ်ခုကိုဝါစားနေပုံရတယ်။ဘာကိုဝါစားနေတာလဲလို့တေချာကြည့်လိုက်တော့မှကျွန်တော်အရင်လန့်သွားခဲ့ရတယ်။အဲ့ဒါတက်တော့နေတဲ့လက်မောင်းတစ်ဖက်ဗျ။အဲ့ဒီလက်မောင်းကပိုးစော်နေပြီးရဲသက်တစ်ဖက်တော်တော်ကြာနေပြီလို့ထင်ရတယ်။သူမကအိတ်ကက်ထဲကတစ်ခုကိုငိုကြည့်လိုက်တာကိုမြင်လိုက်ရတယ်။ခေါက်တဲ့တစ်ချောင်းရဲ့ပုံစံကိုအိတ်ကက်ထဲမှာမြင်နေရပါတယ်။ကျွန်တော်သူမကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့သူမကကျွန်တော်စီကိုအမြန်ပြေးဝင်လာပါတော့တယ်။ကျွန်တော်သူမကိုတွန်းထုတ်ပြီးကုံစုံဆိုင်ထဲကိုအတင်းပြေးဝင်ခဲ့ရတယ်။ဆိုင်ထဲကအတင်းတို့ဝင်ပြီးဆိုင်ဝန်ထမ်းကိုရှင်းရှင်းရဲခေါ်ပြီးဖို့အော်ခီပြောဆိုလိုက်တယ်။တကားကိုတော့အရှာကိုလှည့်ကြည့်မှဆိုင်ဝန်ထမ်းကဘာဖြစ်လို့လဲလို့မေးတယ်။ကျွန်တော်စိတ်တူတူနဲ့ပဲအကြီးစီပြူလူရဲသားအမြန်ခေါ်ပြီးပါလို့ပြန်ပြောလိုက်တယ်။အပြင်ကိုပြန်ကြည့်လိုက်တော့အဲ့ဒီအမျိုးသမီးကလမ်းတစ်ဖက်ကိုကူးသွားပြီးကျွန်တော်အညှိုးတီးထားတဲ့အပြုံးကြီးနဲ့စိုက်ကြည့်နေသေးပဲ။ဟိုမှာကြည့်စမ်းကျွန်တော်တက်ဖို့စူးစမ်းနေတဲ့မိန်းကလေးရောက်ရှိနေရဆိုပြီးကျွန်တော်ပြောလိုက်တယ်။ဝန်ထမ်းကလှည့်ကြည့်ပြီးကျွန်တော်တော့ဘယ်သူမှမမြင်ဘူးခင်ဗျ။အဲ့ဒီစကားကျွန်တော်ကိုပို့ပြီးတုံလို့စီပါတယ်။ရဲယူရောက်လာတဲ့အခါမှာတော့အမျိုးသမီးလိုက်ရှာကြတယ်။ရဲရရှိတယောက်ကကျွန်တော်ကိုဘာဖြစ်တာလဲလို့မေးတော့ကျွန်တော်အသေးစိတ်ပြောပြလိုက်တာပေါ့။ခဏနေတော့ရဲရရှိတယောက်ပြန်လာပြီးဘာမှရှာမတွေ့ခဲ့ဘူးလို့ပြောတယ်။ကျွန်တော်သူမစတွေ့ခဲ့တဲ့နေရာကိုသူတို့ကိုခေါ်သွားခဲ့တယ်။မိနစ်နိုင်ငံကြောင်တေချာရှာဖွေခဲ့ပြီးမဲ့သူမအဲ့ဒီမှာရှိခဲ့တယ်ဆိုတဲ့အသက်တွေထောက်ထားလုံးဝမတွေ့ရပါဘူး။အရာရှိကကျွန်တော်ကိုယူနေတဲ့လူတစ်ယောက်လူကြီးပြီးခင်ဗျားနေရောကောင်းရလားလို့ခနဲ့တဲ့လေးစားနဲ့မေးတယ်။ကျွန်တော်ကိုကာဝယ်ပြောဆိုဘူးလုပ်ပြီးမှပြန်စဉ်းစားမိတယ်။အော်ငါရင်ပင်မနေတာပဲ။ရက်လည်းနဲ့တောက်ထားတယ်။အဲ့ဒါနဲ့ပဲဟုတ်ကဲ့ပါဆရာ။နောက်ရှင်းမိတာတောင်းပန်ပါရဲ့။ကောင်းတော့ညပါလို့ပြောပြီးအိမ်ကိုမောင်းပြန်ခဲ့တယ်။မနေ့4 နာရီလောက်မှအိမ်ပြန်ရောက်တော့မိမစိတ်တုန်နေတဲ့ပုံစံနဲ့ကြည့်ပြီးလှမ်းမိတယ်။ဘယ်လိုသွားနေရလဲ။အစင်ကပြေးရလား။ကျွန်တော်ဖြစ်သမျှအားလုံးပြောပြလိုက်ပြီပဲ။သူမမယုံဘူးပေါ့။အဲ့ညကျွန်တော်အိတ်လို့မရဘူး။တကယ်ပဲကိုယူသွားပြီလား။ဒါတွေကတကယ်ပဲလားဆိုတာကရင်ပေါ်မှာထိုင်ပြီးစဉ်းစားနေမိတယ်။ငါယူနေရလား။ပြင်ပန်းလို့လား။ဟာမဟုတ်ဘူး။ငါတိကျမြင်လိုက်တာပဲ။ဒါနဲ့ငါမြင်လို့ဆိုရင်ဘာလို့သက်တရားမရှိရတာလဲ။လက်မောင်းတစ်ဖက်ကရောဘယ်ရောက်သွားတာလဲ။သူကဘယ်ကိုကြောက်သွားတာလဲ။မကြခင်မှာပဲမနက်9 နာရီထိုးသွားပြီးကျွန်တော်အလုပ်သွားရတော့မယ်။ဆက်လို့ရေးလုပ်ငန်းခွင်ကိုတော့ဇာကင်အင်ဂျီကိုကောက်ဆွလိုက်ပြီးအိတ်ကက်ထဲလိုက်နှိုက်လိုက်တဲ့အခါအိတ်ကက်ထဲမှာအပေါက်ကြီးတစ်ခုဖြစ်နေတာကိုသိထားမိတယ်။မင်းညအထိဒီအပေါက်ကမရှိသေးပါဘူး။ဒါနဲ့ငါပြေးလိုက်တဲ့အချိန်မှာသူမကငါဇာကင်ကိုလှမ်းဆွဲလိုက်တာများလား။အဲ့လိုမျိုးတွေးမိလိုက်တော့သူမကတကယ်ရှိနေရဆိုတဲ့တန်တရားပိုခိုင်းပါလာတယ်။ကျွန်တော်စိတ်တွေလုံးဝယူသွမတက်ဖြစ်နေလို့မိမကနှုတ်ဆက်နှမ်းလိုက်တော့မှတတိပြောင်းဝင်လာတယ်။လူကတငယ်ချင်းတွေကိုပြောပြတော့လဲဘယ်သူမှမယုံကြည်ရဘူး။တနေ့လုံးအဲ့ဒီအဆောင်ကိုနောက်ပြောင်ကြတာပေါ့။ဒါပေမဲ့အဲ့ဒီနေ့မှာကျွန်တော်ရဲ့ဘူလင်းပြိုင်ပွဲရှိနေတာကစိတ်သက်သာရစရာတစ်ခုပေါ့။အင်ပြန်ရောက်တော့ဂျာကင်နဲ့အင်ဂျီကိုရှိထားခဲ့ပြီးဘူလင်းဖက်နဲ့ဘူလင်းလုံးကိုအမြန်ယူလိုက်တယ်။မိမကပြုံးပြီးဘယ်ရှင်ပြန်လာမလဲလို့မေးတယ်။7 နာရီလောက်ပေါ့။ရင်းတော့မကြစီနဲ့နော်။စစ်မှုပါနဲ့တော့မကြပါဘူး။ဒါစင်တိုင်းခါတော့မှချမ်းမဲပြီးသွားပြီကျွန်တော်တို့အနိုင်ရခဲ့တယ်။ရမ်းကြော်နေရတဲ့ဟိုအမျိုးသမီးအကြောင်းတော့မေးသွားတယ်။ပြန်ဖို့ထွက်လာတော့ကားပါကင်ရဲ့တစ်ဖက်အစွန်းမှာတစ်ခုခုကိုသတိထားမိလိုက်တယ်။ဟိုစစ်ဝတ်တင်တာရှိအမျိုးသမီးပဲ။ကျွန်တော်တို့တယောက်အကြာကြီးစိုက်ကြည့်နေမိကြတယ်။သူမကဓာတ်ကိုလီထဲမှာဖွေ့ရမ်းပြီးတစ်ခုခုကိုလှိဖက်နေတဲ့ပုံစံနဲ့ကျွန်တော်စီကိုတဖြည်းဖြည်းရှောက်လာတယ်။ကျွန်တော်ကားထဲကိုအမြန်ခုံဝင်ပြီးဆက်နှုတ်လိုက်တယ်။မော့အကြည့်မှာတော့သူမကကျွန်တော်ကားရှိမှရက်ပြီးစိုက်ကြည့်နေတယ်။သူမကကားမန်နာတဖြည်းဖြည်းရှောက်လာပြီးအကွဲနေတဲ့အတန်ကြီးနဲ့တစ်ခုခုပြောလိုက်တယ်။
ကျွန်တော်ကြောက်လို့တောင်းခံနေတော့သူမကကားခေါင်မိုးတော့အတင်းထူပြီးအော်ဟိလိုက်တော့မှတတိပြန်ဝင်လာပြီးဒီဘောအကုန်နှင်းလိုက်တယ်သူမကိုမမြင်ရတော့တဲ့အထိမောင်းပြေးလာခဲ့လိုက်တော့တယ်အင်းကြီးတော့မိဘကိုပြောပြပြန်တာပေါ့ဒီတစ်ခါလိုပဲသူမကမယုံဘူးကျွန်တော်တကယ်ပဲယူနေပြီလို့ထင်ပြီးပြီပဲအဲ့တော့မိပြဖို့ကြိုးစားပြီးအိပ်ပြောင်းအိပ်လိုက်တယ်အဲ့ဒီညမှာပဲကျွန်တော်နိုးလာတော့သူမကိုကျွန်တော်အခန်းထဲမှာတွေ့လိုက်ရတယ်သူမကငါ့ကိုအထက်ပြေးဝင်มาလို့ထက်တလဲလဲပြောနေပြီကျွန်တော်နောက်တိုးလာတယ်ပြီးတော့သူမကအော်ဟိလာတယ်ငါခဲ့ပါကိုရင်ခေါင်းပေါ်မှာဇမ်းပါနေကျွန်တော်မိမကဒါတွေဘယ်လိုဖြစ်လို့မကြားရလဲဆိုတော့ကျွန်တော်စဉ်းစားလို့မရဘူးအဲ့ဒီမျိုးသမီးကကျွန်တော်ဘေးနားမှာရောက်နေပြီကျွန်တော်ကိုဓာတ်နဲ့ချိန်ထားတယ်အဲ့ဒီမှာဒီကျွန်တော်သတိလေးသွားခဲ့တယ်ကျွန်တော်လက်နှုတ်လာတော့တကူလုံးရွှေရွှဲလို့အဲ့ဒီတော့မှကျွန်တော်သတိရလိုက်တယ်ကျွန်တော်မှရေးရလည်းမရှိဘူးအိမ်လည်းမရှိသလိုမိသားစုလည်းမရှိဘူးဆိုတာပဲတရားကြီးမနေ့ကင်းစီတောက်ဖို့ရှိနေပြီငါ့ကိုအထက်ပြေးဝင်ပါ